တိမတက်သေးဘူးနော်မင်းတို့ကငါဘာမှမလုပ်ဘူးနော်ငါလုံနေတာတော်လန်ရေးနော် cultural revolution နော်မင်းတို့ကငါဘာမှမလုပ်ဘူးနော်ငါ့ကိုလာပြီးတော့ထီကဘာကြီးကဘာလာမလုပ်နဲ့နော်မင်းတို့စောက်စင်းနေမင်းတို့နေနော်မင်းတို့ရဲ့အသိဉာဏ်လေးတစ်ထွားတမိုင်းလုံးနဲ့မင်းတို့စောက်စင်းနေမင်းတို့နေပါຫນွေဦးတော်လိုင်းမှာပါဝင်နေဆိုလေပါဝင်ဘာမှမပြောဘူးအဲ့ကိုကိတ္တကိုလို့ကိုနားမလဲတဲ့ star ဆုံးရဲ့ကိစ္စကိုလာပြီးတော့ရန်သူမပြောက်နဲ့နော်မင်းတို့ရန်သူကငါမဟုတ်ဘူးနော်ငါရန်သူကလည်းမင်းတို့မဟုတ်ဘူးနော်အေးအဲ့ဒါကိုငါလာပြီးတော့နော်ထီဇရွေးလေးလာသွတ်လိုက်ရမလားလို့ဒီကောင်နဲ့ပဲဆိုပြီးတော့ဖင်လာမရတယ်နော်ငါအကုန်တလားစီရင်ငါတားကမင်းတို့မဟုတ်ဘူးနော်ငါလုံနေတဲ့ cultural revolution မင်းတို့လူကောင်သားမျိုးတည်းမဟုတ်ဘူးနော်အဲ့လောက်ပဲပြောမယ်နော်အေးတကယ်လို့ငါ့ကိုလာပြီးတော့ထီပါရင်တော့ငါရဲ့ freedom and democracy ငါရဲ့ freedom ကိုလာထီပါရင်တော့ငါရဲ့ target က cultural revolution နဲ့အပြိုင်မင်းတို့တွေကိုပါမြေလံရေးဖြစ်သွားလိမ့်မယ်နော်နိုင်ငံတကာရောက်စောက်မြန်မာတွေနည်းနည်းသတိထားတော့မင်းတို့ဘာတွေလုပ်နေလဲငါသိတယ်နော် money laundering ကိစ္စဒီနိုင်ငံမှာစောက်ဘောမဟုတ်ဘူးနော်ငါမြေလံလို့ရရင်နော်စောက်ချင်မဟုတ်ဘူးနော်မင်းတို့ငါ target မဟုတ်လို့ငါဒီတိုင်းကြည့်နေတာလောက်ကြပါသေးလဲသလိုပဲသလိုလောက်ကြပါသေးဆိုပြီးကြည့်နေတာနော်ငါ target ငါ revolution မဟုတ်ဘူးနော်မင်းတို့ငါဘာမှမလုပ်ဘူးငါ့ကိုလာပြီးတော့ထီကဘာရီကဘာနဲ့ကိုသိရဲ့အသိဉာဏ်တစ်ထွားတမိုင်းလောက်နဲ့သတင်းတော့ကိုလာပြီးတော့သတွဲမစွတ်နဲ့နော်မချင်းချောင်းနဲ့နော်စီထဲလိုက်ရင်အဲ့ဒါဘဝပြတ်သွားမှာနော်အကောင်းပြောတာနော်အဲ့လောက်ပဲပြောမယ်မဟုတ်ဘူးဒါလည်းပြောရတယ်မပြောလို့မရဘူးခမညာသူတို့ကိုဟုတ်လာပြီးထင်နေတာဟုတ်လာပြီးထင်တာစတားဆုံးကတကောင်နဲ့နေတာပဲဘာညာဟုတ်လာပြီးထင်နေတာငငယ်တဲ့ကနိုင်ငံခြားမှာနေပြီးတော့နောက်ဘယ်လောက်ကြီးတယ်ဆိုတော့သူတို့မသိဘူးနောက်ဘယ်လောက်ကြီးတယ်ဆိုတာမသိဘူးသိကိုမသိတာဘယ်မျိုးရိုးကလာလဲဆိုတာလည်းမသိဘူးဘယ်အတိုင်းဝိုင်းလာလဲဆိုတာလည်းမသိဘူးမနေ့တနေ့မှာຫນွေဦးတော်လိုင်းကြီးကြမှာထပြီးတော့မလေးနိုင်ငံကြီးရဲ့သနာပြရပါအောင်အလူခံကြပါအောင်အလူငွေ